မင်းစိတ်ဆိုးဆိုးနဲ့ဈေးကိုလျှော့လိုက်တာဒီချိန်မှာဒီချီတာဝမ်းဆက်လေးတွေရှည်ရှည်လေးဆိုတာတအားကိုလူတိုင်းကြိုက်တယ်နော်လူတိုင်းကြိုက်တယ်ဒါလေးတွေကအဲ့တော့ဒီဈေးနဲ့ထပ်မရဘူးစမောသမားလေးက2နှစ်ခွဲ3နှစ်သမားလေးရမယ်2နှစ်3နှစ်သမားလေးကစမောရမယ်ဒါလေးနော်မီဒီယံလေးဆိုရင်မီဒီယံဘယ်တော့ရလေးလဲဒီကို6တစ်လို့ပါအောင်မှတ်ပြီနော်6တစ်လို့ပါအောင်မှတ်ပြီဒီမှာလည်းမီဒီယံနော်ဒါလည်းမီဒီယံမီဒီယံလေးက3နှစ်4နှစ်3နှစ်4နှစ်စိုက်ချက်လေးပြောပြဒါလေးက6တစ်လေးကြိုက်ယူနော်မီဒီယံနှစ်စုံလိုက်ရတော့မယ်ညံ့ယူစမောက2နှစ်3နှစ်ကကာလာဘယ်နှအောင်ရမလဲညံကြိုက်ရင်ဒါလေးယူပါရှင့်နော်ဖတ်မရတော့ဘူးရှင်ဒါလေးနော်အိမ်ဆယ်လေးကဒါရမယ်ရှင့်နော်9-6နော်9နှစ်6နှစ်ဆိုင်လေးဟုတ်ပါလေစမောလားရှည်လားတူရှည်လားမောင်းတယ်နော်ဒါလေးကြိုက်ရင်ယူပါ6တစ်ပါရှင့်နော်6တစ်လေးကြိုက်ရင်ယူပါဒါလေးနော်တူရှည်ကို14000ကလည်းရောင်းပေးထားတယ်ရှည်ကိုမှ14000နဲ့ရောင်းပေးထားရတော့အញ្ញမ်းကိုတန်သွားပြီနော်တန်သွားပြီရှင့်တန်သွားပြီကြိုက်ရင်ယူပါရှင့်ဒါလေးနော်ကနုတ်လေးပါစီကနုတ်ကြိုက်ရင်ဒါလေးယူပါရှင့်ဒီလာမချစ်လာလို့ဒီလာမချစ်လာလို့ဒါလေးပါကြိုက်ရင်ဒါလေးယူပါရှင့်ကဲဘာလေးတွေမင်းပြပေးအောင်လဲအញ្ញံလေးပြောပြပါဦးရှင်နော်အန်တီတို့ရေအားပေးကြပါအောင်ရှင်ဒီကူမကျောင်းကပြန်လာတာပါရှင်ဒီရောက်ကူပါလို့ရှင်ဒီပြိုးရေဟိုက်ပါရှင်ကဲလိုအပ်တဲ့ရှိစုံလေးမမေကိုပြောပေးအောင်နော်ဒီနေ့ရောင်းပေးထားတာ